ကျွန်တော်ဟာရေနှုတ်မြောင်းတဲ့ကို baseball တီတလုံးတမင်ပစ်ချလိုက်ပြီးမြေအောက်ကလူပူလေးတွေရဲ့တိုင်းနိုင်ငံကိုဖျက်ဆီးပစ်လိုက်တယ်။သူတို့တေတေချာချာတိဆောက်ထားတဲ့ရေပေးဝေရေးစနစ်တွေဟာတခဏချင်းမှာပဲပျက်စီးသွားခဲ့တာပေါ့။ဒါတင်မကသေးပါဘူး။အဲ့ဒီ baseball တီကမြောင်းကိုပိတ်ဆို့သွားတာကြောင့်ရေကြီးမှုတွေအပြင်းထန်ဖြစ်ပြီးလူပူလေးတွေအားလုံးရေအောက်ကိုနစ်မြုပ်ကုန်ပါတော့တယ်။တကယ်တော့ဒါတွေအားလုံးကိုကျွန်တော်လုပ်ခဲ့တာကအဖိုးရဲ့ယတနာတွေကိုရချင်လို့ပါ။လွန်ခဲ့တဲ့3နှစ်ကမတော်တဆမှုတစ်ခုနဲ့အဖိုးပျောက်ဆုံးသွားခဲ့ပြီးစွန့်စားခန်းမှတ်တမ်းစာအုပ်တအုပ်ပဲကျန်ရစ်ခဲ့တယ်။အဲ့ဒီစာအုပ်ထဲမှာအဖိုးဟာတခါကလူရက်ရှိကြီးတွေရဲ့မျိုးနွယ်စုကိုကူညီခဲ့ဘူးလို့တန်ဖိုးကြီးတဲ့ကြောင်းမြတ်ယတနာအိတ်တအိတ်လက်ဆောင်ရခဲ့တယ်လို့ရေးထားတယ်။အဲ့ဒီလူရှိကြီးတွေမှာလူသွားတစ်ချောင်းစာလောက်ပဲရှိတဲ့လူပူလေးတွေဆိုတဲ့မိတ်ဆွေအိမ်ကြီးချင်းတစုလည်းရှိသေးတာပေါ့။ကျွန်တော်ဟာအဲ့ဒီလူပူနိုင်ငံလေးကိုအရန်စိတ်ဝင်စားခဲ့ပေမဲ့အခွင့်အရေးကဒီလောက်မြန်ကြီးရောက်လာလိမ့်မယ်လို့မထင်ထားခဲ့ဘူး။တနေ့မှာတော့အိမ်ချမ်းမြေအကျိုးဆောင်တယောက်ရောက်လာပြီးကျွန်တော်တို့အိမ်ပေါင်ထားတဲ့ကျွေးမီတွေတတ်မှတ်ရက်ထက်ကျော်လွန်နေပြီလို့အဖွားကိုပြောတယ်။နှစ်ရက်အတွင်းကျွေးမဆက်နိုင်ရင်အိမ်ကိုသိမ်းယူမယ်တဲ့ဗျာ။အဲ့ဒီလူကပြန်ခါနီးမှာတော့ကျွန်တော်ရဲ့ကစားစရာကားလေးကိုရေနှုတ်မြောင်းတဲ့အထိရိုင်းရိုင်းဆိုင်ဆိုင်ကန်ချသွားခဲ့သေးတယ်။ဒီအခြေအနေမှာကျွန်တော်အဖိုးရဲ့ယတနာအိတ်ကိုတတိယသွားတယ်။အဲ့ဒါကိုသာရှာတွေ့ရင်ပြဿနာတွေအားလုံးပြေလည်သွားမှာလေ။အဖွားကတော့ဒါဟာအဖိုးလုံးကြံပြောထားတဲ့ပုံမြင်လို့ပဲထင်နေတာ။အဖွားချန်တဲ့အနှံ့ရှာခဲ့ပေမဲ့ဘာရတနာမှမတွေ့ခဲ့ဘူး။ဒါပေမဲ့ကျွန်တော်ကတော့အဖိုးမလိမ်ဘူးဆိုတာတေချာပေါက်ယုံကြည်နေခဲ့တယ်။ကျွန်တော်အဖိုးရဲ့မှတ်တမ်းစာအုပ်ကိုအသေးအတန်လေ့လာခဲ့ရကနေနောက်ဆုံးမှာတော့အရေးကြီးတဲ့အချက်လက်ကိုရှာတွေ့ခဲ့တယ်။ယတနာတွေကမြေအောက်လူပုနိုင်ငံမှာမြုပ်နှံထားတာဖြစ်ပြီးအဲ့ဒီနိုင်ငံရဲ့တကားဟာလာပြညတက်ကောင်ရံမှာပဲပွင့်လာပါတယ်။တိုက်ဆိုင်ဆိုင်ပဲဒီနေ့ညဟာလာပြညဖြစ်နေခဲ့တယ်။ကျွန်တော်ဟာခွေးလေးကိုအကဲခတ်ခိုင်းပြီးအဖွားရဲ့ရေခွက်ထဲကိုအိတ်ဆေးတွေခိုးထည့်လိုက်တယ်။အဖွားအိပ်ပျော်သွားတဲ့အချိန်မှာအဖိုးထားခဲ့တဲ့တော့ကိုခိုးယူပြီးဂိုဒေါင်ထဲကအဖိုးရဲ့မှန်ပြောင်းဟောင်းကြီးကိုတွားရှာခဲ့တယ်။အဲ့ဒီအချိန်မှာပဲလူရိုင်းတစုကျွန်တော်ရှေ့မှာပေါ်လာခဲ့တယ်။သူတို့တွေဟာအဖိုးစာအုပ်ထဲကလူရှိကြီးတွေပေါ့။သူတို့ခေါင်းဆောင်ကကျွန်တော်အတွက်ဝင်းပေါက်တစ်ခုလုပ်ပေးပြီးမှန်ပြောင်းကြီးကိုဖွင့်လိုက်တယ်။သူကပြောတယ်လူပုနိုင်ငံကိုဒုက္ခပေးနေတဲ့မိန်းမောက်ကို master ကိုကူညီတိုက်ခိုက်ပေးမှာပဲကျွန်တော်လိုချင်တာကိုရလိမ့်မယ်တဲ့။သူ့ညွှန်ကြားချက်အတိုင်းမှန်ပြောင်းကိုချိန်ကြီးလိုက်တဲ့အခါလာရောင်ကြီးတစ်ခုကဖြာဆင်းလာပြီးနောက်တစ်စက္ကန့်မှာပဲကျွန်တော်ခန္ဓာကိုယ်ဟာတရှိန်ထိုးတင်းငယ်သွားပါတော့တယ်။မှန်ပြောင်းကြီးကပွင့်သွားပြီးကျွန်တော်ဟာရှော့တစ်ခုပေါ်ကနေရှော့ဆင်းသွားခဲ့တယ်။ရှော့အဆုံးမှာတော့လူပုလေးတွေရဲ့မျက်နှာလေးနဲ့တွေ့ခဲ့ရတယ်။သူကကျွန်တော်စီမှာပါတဲ့တော့နဲ့တကားကိုဖွင့်ဖို့ပုံဆွဲပြီးအချက်ပြတယ်။ဒါပေမဲ့ကျွန်တော်တော့လှည့်လိုက်တဲ့အချိန်မှာတထုပြားကြီးတစ်ခုကကျွန်တော်စီကိုအရှိန်နဲ့ပြေးဝင်လာခဲ့တယ်။ကျွန်တော်သတိပြန်ဝင်လာတဲ့အချိန်မှာတော့ကျွန်တော်လူပုလေးတစ်ယောက်ဖြစ်ပြောင်းလဲသွားတာကိုတွေ့လိုက်ရပါတော့တယ်